Hello အားလုံးပဲမင်္ဂလာပါဒီနေ့ Wikipedia နေပြီးတော့ဒီဖောက်ပြပေးမယ်ဒီ Osmo Pocket 3လေးကတော့ဒီနှစ်ခုပေါ့နော်ထွက်ထားတယ်ဒီရိုးရဲ့ပြီးရင် Creator Combo ဆိုပြီးတော့နှစ်ခုထွက်ထားဖြစ်ပါတယ်အဲ့ထက်မှကျွန်တော်ဒီတစ်ခါကိုကျွန်တော်တို့ Wikipedia မှာအသုံးပြုဖို့အတွက်ကိုဒီ Osmo Pocket 3ရဲ့ဒီ Creator Combo လေးကိုဝင်ထားရတယ်ပဲဖြစ်ပါတယ်အဲ့တော့ကျတော့ဒီ Creator Combo box လေးကိုအားလုံးနဲ့အတူတူဖောက်ပြီးတော့ကြည့်ကြရအောင်ဗျဒီကင်မရာလေးကိုဝယ်ဖြစ်သွားတဲ့အကြောင်းရင်းကတော့ပေါ့နော်ကျွန်တော်ဒီblog တွေရိုက်တဲ့အခါမှာဒီ secondary camera အနေနဲ့အသုံးပြုဖို့ရယ်ပြီးတော့ကျတော့အပြင်ဘက်မှာဒီလိုပွဲတွေပေါ့နော်ကျွန်တော် figure နဲ့ပတ်သက်ပြီးတော့သွားတဲ့ပွဲတွေမှာpoint and shoot ပေါ့နော် point and shoot လုပ်လို့ရှိရင်ဒီကောင်လေးက compact ဖြစ်တာရယ်ပေါ့နော်အဲ့ဒါကိုစဉ်းစားပြီးတော့ဝယ်လိုက်တာဖြစ်ပါတယ်ဒီ Osmo Pocket 3ရဲ့သူ့ရဲ့အဓိကအားသာချက်ကတော့ဒီ1 inch ပေါ့နော်1 inch CMOS sensor ပါတယ်ပြီးတော့သူ့ရဲ့ video က 4K 120 frame per second ထိရိုက်လို့ရတယ်ပေါ့နော်အဲ့ဒါလေဒီ video quality ပြီးတော့ကျတော့ဒီ live ကို capture လုပ်တဲ့ဟာတွေမှာပို့ပြီးတော့အရန်ကိုကောင်းတယ်ပေါ့နော် compact ဖြစ်ပြီးတော့ quality ကောင်းကောင်း video တွေကိုရိုက်လို့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ဒီကောင်လေးကိုဝယ်ပြသွားတာဖြစ်ပါတယ်သူ့မှာသူ့ရဲ့ specification ကိုပြောရမယ်ဆိုလို့ရှိရင်သူ့စီမှာဘာပါလဲဆိုတော့သူ့ရဲ့ screen size ပေါ့နော် screen ကလည်း2 inch ပေါ့နော်2 inch screen size ပါတယ်ပြီးတော့ကျတော့ဒီ video တွေရိုက်လို့ရှိရင် portrait mode လည်းရိုက်လို့ရတယ် landscape mode လည်းရိုက်လို့ရတဲ့အတွက်ကြောင့်မို့ဒီလို social media YouTube ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင် TikTok video ပုံစံမျိုးပေါ့နော် download ဒီ video ပုံစံမျိုးတွေပဲဖြစ်ဖြစ်အဲ့လိုနှစ်မျိုးလုံးကိုရိုက်တဲ့နေရာမှာအဆင်ပြေပြေချောချောမွေ့မွေ့နဲ့ရိုက်လို့ရသူ့ရဲ့အားသာချက်ပဲဖြစ်ပါတယ်အခုအားသာချက်ကတော့ဒီ stabilizer ပါတယ်ပေါ့နော်ဒီ gimbal လို့ခေါ်တယ်ပေါ့နော် stabilizer 3/8 mechanical stabilizer ပါတဲ့အတွက်ကြောင့်မို့ video တွေကိုsmooth ဖြစ်ဖြစ်နဲ့ဒီလိုမျိုးတုံတာမျိုး vibration ဖြစ်တာမျိုးမရှိဘဲနဲ့ရိုက်လို့ရတာသူ့ရဲ့အားသာချက်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုအားသာချက်ကကြတော့သူကဒီ focus ကလည်း high speed focus ဖြတ်လို့ရတယ်ပေါ့နော်ဖြတ်လို့ရရဖြစ်တဲ့အတွက်ကြောင့်မို့ဒီလူတွေရဲ့မျက်နှာတွေဒါမှမဟုတ်လို့ရှိရင်ပစ္စည်းတွေအဲ့ဒါတွေကို track လုပ်တာပေါ့နော်အဲ့ဒါလည်းဒီ software ဘိုင်းမှာတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုအားသာချက်ကတော့ဒီ video တွေလုပ်တဲ့အခါကြလို့ရှိရင်ပြီးတော့ D-Log ပေါ့နော် D-Log file အနေနဲ့လည်း video တွေကိုရိုက်ကူးလို့ရတဲ့အတွက်ကြောင့်မို့ဒီကောင်ကနောက်ပိုင်းကြလို့ရှိရင်ကိုယ့်အကိုပြန်ပြီးတော့ color တွေကို customize ထည့်ပြီးတော့ edit လုပ်တာမျိုးတွေဆိုလို့ရှိရင်ပို့ပြီးတော့ D-Log file နဲ့ရိုက်တာအဆင်ပြေစေမှာဖြစ်ပါတယ်ဒီ creator combo ဝယ်မယ်ဆိုလို့ရှိရင်သူက DJI Mic 2ပါပါတယ်ပေါ့နော် DJI Mic 2ပါပါတဲ့အတွက်ကြောင့်မို့ဒီ DJI Mic 2ကလည်းစပြီးတော့ဖွင့်လိုက်တာနဲ့ပေါ့နော် power on လိုက်တာနဲ့တန်းပြီးတော့ဒီကောင်နဲ့တန်းပြီးတော့ချက်ချင်းချိတ်လို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့အတန်တွေပါတွေ record လုပ်တာတွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော်ပြီးတော့ကျတော့အဓိကကတော့ကျွန်တော်ဝယ်ဖြစ်တဲ့အဓိကအကြောင်းရင်းကတော့ဒီ point and shoot ရိုက်ဖို့ရယ် stabilizer ပါတာရယ်ပြီးတော့ကျတော့ compact ဖြစ်တယ်ပေါ့နော်လွယ်လွယ်ကူကူနဲ့တည်သွားလို့ရတယ်အဲ့ဒါအတွက်ကျွန်တော်ဒီကင်မရာလေးကိုဝယ်ဖြစ်တာဖြစ်ပါတယ်ခင်ဗျဒီ box ကိုစဖွင့်လိုက်မယ်ဆိုရင်တော့ box ထဲမှာဒီဟိုပါပေါ့နော်8ပါတယ်ကင်မရာ8ပါတယ်ပြီးတော့နောက်တစ်ခုကဘူးလေးတစ်ခုပါတယ်ပေါ့နော်ပြီးတော့တခြားကတော့စာရွက်စာတမ်းတွေပါမယ်ပြီးရင် sticker တစ်ခုပါမယ်ပေါ့နော်အဲ့တော့ဒီကောင်တွေပါမယ်ဆိုတော့အခုစပြီးတော့ဒီဘူးနဲ့ဒီဘက်က8ကိုစပြီးတော့ဖွင့်ကြည့်ကြအောင် box ရဲ့8ရဲ့ပါတဲ့ထဲမှာဒီ box အဖြူလေးကိုစပြီးတော့ဖွင့်ကြည့်အောင်ဒီ box အဖြူထဲမှာတော့ပါတာဒီ Osmo Pocket 3 ဒီကင်မရာကို cover လုပ်တဲ့ cover အစုကလေးပါရပေါ့နော်အဲ့ cover အစုကလေးကိုဖွင့်လိုက်တယ်ဆိုလို့ရှိရင်တော့ဒီ cover မှာဘာပါမလဲဆိုရင် magnetic lens အပိုနှစ်ခုကိုအထဲမှာ storage လုပ်လို့ရမယ် angle ကလေးနှစ်ခုပါတယ်ပြီးတော့ကြတော့ဒီ cover ရဲ့ texture လည်းအရင်တော့ Osmo Pocket 2မှာပါတယ်လို့ plastic ဒါ sensor မဟုတ်ဘဲနဲ့ပို့ပြီးတော့ premium sensor နဲ့ဒီအထက်မှာဒီကင်မရာရဲ့အဆင်းအရာတွေပါရင်မဖြစ်အောင်လို့ပေါ့နော်ဒီကလီပါသားပုံစံမျိုးလေးနဲ့အနုထားလေးနဲ့လုပ်ထားတယ်ပြီးတော့အပြင်ဘက်ကလည်းလုံးဝ plastic sensor မဟုတ်ဘဲနဲ့ quality ပိုကောင်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်အရင်ဆုံးကင်မရာအိတ်လေးကိုဖောက်ကြည့်ကြအောင်ကင်မရာအိတ်ကလေးကတော့အခုဂိုင်းနဲ့ပထမဆုံး first toucher အနေနဲ့ကတော့လက်မှာဒီတဆုပ်စာဂိုင်းပြီးတော့တည်သွားရလွယ်တယ်လို့မြင်တယ်ပြီးတော့ကြတော့ဒီအိတ်တွေပါတွေကြောပွိတ်တွေပါတွေထည့်ထားလဲတိတိလေးနဲ့တည်ဆောင်ကလွယ်တယ်အဲ့တော့ကြောင့်မို့ဒီ travel ခီးသွားတာပဲဖြစ်ဖြစ်ဒီမှာ event ပွဲတွေကိုသွားတာပဲဖြစ်ဖြစ် hand carry အနေနဲ့လည်းတည်သွားလို့ရတယ်ပတ်စံပုံစံမျိုးလေးပေါ့နော်အဲ့တော့စပြီးတော့ဖွင့်ကြည့်ကြအောင်ပထမ
ဆုံးစဖောက်မယ်ဆိုဒီ camera နဲ့ဒီတခြား accessory တွေကိုစတွေ့ရမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ဒီ battery အပိုပေါ့နော် battery အပိုအနေနဲ့သုံးလို့ရတယ် grid အနေနဲ့လည်းဖြစ်တဲ့ပစ္စည်းတွေတစ်ခုပါတယ်ဒီကောင်လေးကလည်း compact ဖြစ်တဲ့လက်မှာကန်ရတာလည်းတော်တော်လေးအဆင်ပြေတယ်ပြီးတော့သူ့ texture လေးအပေါ်မှာအစင်းလေးပါတယ်ဆိုတော့ slip ဖြစ်တာမျိုးကြီးလည်းမရှိဘူးပေါ့နော်ကန်တာနောက်တစ်ခုကတော့ DJI Mic 2ပါတယ်DJI Mic 2ကလည်းသူက click နဲ့ညှက်လို့ရမယ်ဒါမှမဟုတ်ရင် magnet နဲ့လည်းအင်ကြီးမှာကတ်လို့ရမယ်ပြီးတော့နောက်တစ်ခုပါတာကတော့ဒီ battery မဟုတ်တဲ့ grid ပေါ့နော် grid အသေးလေးတစ်ခုလည်းပါမယ်ပေါ့နော်ဒီ grid အသေးလေးကလည်းဒီတိတ်တိတ်လေးနဲ့ပေါ့လေးပေါ့နော်ခုလောက်က battery အပိုထက်စားလို့ရှိရင်ပေါ့တဲ့အတွက်ကြောင့်မို့တည်ဆောင်ရတာလေအဆင်ပြေမယ်လို့မြင်တယ်ဒီကောင်လေးလည်းမဆိုဘူးဒါပေမဲ့ကျွန်တော်ကတော့ battery အသုံးများတာဖြစ်တဲ့အတွက်ကြောင့် battery ပိုတည်သွားဖို့များတယ်ပေါ့နော်ပြီးရင်နောက်ထပ်တစ်ခုထပ်ပြီးတော့ပါတာ wide angle lens အပိုလေးတစ်ခုပါတယ်ဒီ wide angle lens ကလည်းselfie ရိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် landscape တွေကိုပို့ပြီးတော့မြင်ကွင်းကျယ်နဲ့ရိုက်ချင်တာပဲဖြစ်ဖြစ်ဆိုရင်အသုံးဝင်မဲ့ lens အပိုလေးဖြစ်ပါတယ်ဒီ lens လေးတွေကတော့နောက်ပိုင်း third party တွေကလည်းထွက်တဲ့အတွက်ကြောင့်မို့တခြားanti lens လို့ခေါ်တဲ့ lens တွေလည်းဝယ်လို့ရတယ်အဲ့ဒါတွေကလည်းအပိုထပ်ပြီးတော့ထပ်ဆောင်ပြီးတော့ဝယ်ပြီးတော့သုံးလို့ရတယ်ပြီးတော့ဒီ cover ပေါ့နော်ဒီ cover လေးမှာလည်းဒီ lens အတွက် magnet storage လေးပါတယ် lens တစ်ခုအထိထည့်လို့ရတယ်အဲ့ဒီကောင်လဲအဲ့တော့ cover နဲ့ lens နဲ့တွဲရတဲ့သွားလို့ရှိရင်လည်းအဆင်ပြေစေတယ်ပေါ့ပြီးရင်နောက်ဆုံးတစ်ခုကတော့ဒီ tripod လေးပေါ့နော်ဒီ tripod လေးကလည်းနည်းနည်းလေးတော့ကြီးရတဲ့သွားတာဒါပေမဲ့အိတ်ထဲထည့်သွားရင်တော့တိတ်ပြီးတော့မကြီးဘူးပေါ့နော် compact ဖြစ်ပါတယ်အဲ့တော့ဒီ tripod လေးကလည်းတနေရာမှာထောင်းနဲ့ထောင်ပြီးတော့ရိုက်တာပဲဖြစ်ဖြစ်လွယ်ကူကူတည်သွားပြီးတော့လွယ်ကူရိုက်လို့ရပါတယ်ပြီးရင်နောက်ဆုံးဒီပါတာတော့ USB Type C တို့ Type C ပါမယ်ဒီကောင်လေးကကြတော့ wing air wing ကပါပေါ့နော်ဒီ mic 2မှာအတန်ဖန်တာတို့ပါဆိုလို့ရှိရင်ဒီလေးတန်းတွေပါတွေကိုမပအောင်လို့ကပြီးတဲ့ wing ပေါ့နော်ဒီကောင်လေးပါတယ်ဒီကောင်လေးကလည်းဒီလိုနေချက်ပေါက်လိုမျိုးလေးအပေါက်ကလေးတွေကို click ဆိုထိုးထည့်လိုက်တယ်ဆိုလို့ရှိရင်ဒီ mic 2ထဲမှာကွက်တီဝင်သွားရပေါ့နော်Okay ပါနောက်ဆုံးတစ်ခုကကြတော့ဒီကျိုးပေါ့နော် strap ပေါ့နော် strap ပါတယ် strap မှာလည်း DJI ဒီဇိုင်းနဲ့ strap တစ်ခုပါတယ်ပြီးရင်နောက်ဆုံးကတော့ camera ပေါ့နော် Osmo Pocket 3 camera လေးဖြစ်ပါတယ်ခင်ဗျပထမဆုံးဒီ DJI Osmo Pocket 3လေးရဲ့ first experience လေးကတော့လက်ထက်မှာတဆုပ်စာလေးနဲ့တော်တော်လေးကို compact ဖြစ်နေရိုက်လို့ကောင်းမဲ့ camera လေးလို့မြင်မိတယ်ကဲသူ့ရဲ့ screen size ကလည်းဒီ2 inch ပေါ့နော် screen size ဖြစ်တဲ့အတွက်ကြောင့်မို့တော်တော်လေးကိုကြီးမားမားမြင်ရတယ်ကိုရိုက်တဲ့ပုံစံဘယ်လိုဖြစ်လဲဆိုတာကိုဒီ screen ကနေပဲကြည့်လို့ရတယ်ပေါ့နော် language အနေနဲ့ကတော့ English လည်းပါတယ် Japanese လည်းပါတယ် Chinese လည်းပါတယ်ပြီးတော့တခြား language တွေလည်းတော်တော်စုံလင်ပါတယ်ပြီးရင်ဒီကောင်လေးကအစသုံးတယ်ဆိုလို့ရှိရင် DJI Mimo ဆိုတဲ့ application ကိုသူချိန်ခိုင်းတယ်ပေါ့နော်ချိန်ခိုင်းတယ်ဆိုလို့ရှိရင်ဖုန်းနဲ့ဒီမှာQR code ကိုရိုက်ပြီးတော့ application ကို download ဆွဲလို့ရတယ်လောဆယ်တော့ကျွန်တော်ကတော့ download မဆွဲသေးပဲနဲ့စဖွင့်ပြီးတော့ camera ကိုစပြီးတစ်ချက်ကြည့်မယ်ပေါ့နော်အဲ့တော့ screen မှာဒီ function တွေကတော့ကျွန်တော်ပထမဆုံး first experience ဖြစ်တဲ့အတွက်ကြောင့်မို့ function တွေအကြောင်းကနနမသိသေးတဲ့အတွက်ကြောင့်မို့နောက်ပိုင်းကျမှသုံးရင်းနဲ့သုံးရတဲ့ဒီ review လေးကိုနောက်ထပ် video လေးထပ်ပြီးတော့လုပ်ပေးသွားမယ်ဒီကောင်လေးက landscape လည်းရိုက်လို့ရတယ် portrait landscape ရိုက်လို့ရတယ်မျက်နှာစာမှာပါတဲ့ analog stick လေးကို3ချက်နှိပ်လိုက်တယ်ဆိုလို့ရှိရင်သူဒီ selfie mode နဲ့ဒီရိုးရိုးပုံမှန် normal mode နဲ့ကိုချိန်လို့ရတယ် mechanical stabilizer ပါတဲ့အတွက်ကြောင့်မို့ဒီ video တွေကို smooth ဖြစ်နေ normal user တွေအတွက်လည်းရိုက်ရတာလွယ်စေပါတယ်အဲ့တော့ channel function တွေကတော့ဒီ3ရင်းနဲ့တစ်ချက်စမ်းကြည့်ကြတာပေါ့နော်အဲ့တော့ပြီးရင်နောက် video ကျရင် review လေးနဲ့လာခဲ့ပါဦးမယ်အားလုံးပဲ bye bye